ဖြစ်ပါတယ်ဒီထာဝါလေးရဲ့နာမည်လေးကတော့မသိပါဘူးဒီထာဝါနာမည်လေးဖူရှိထာဝါလို့ပြောကြရပါတော့အဲ့တော့ဖူရှိထာဝါလေးကိုတူတူခုံကြည့်ကြအောင်အဲ့တော့ဖူရှိထာဝါလေးအပေါ်ဖူရှိထာဝါအပေါ်တော့ရောက်လာပြီပေါ့နော်ပြစ်ကျသွားပါတယ်အဲ့တော့နောက်တစ်ခေါက်ပြတ်တက်ပါမယ်ဒါလေးနဲ့ပဲတက်မယ်ပေါ့နော်ဖူရှိထာဝါဆိုတာကောင်းလားဆိုတော့ကောင်းတယ်ပေါ့နော်အဲ့တော့ကောင်းပါတယ်ဆိုတာပို့ဆင်ပြီးပါတယ်ဖူရှိထာဝါရဲ့နာမည်လေးကတော့ဖူရှိထာဝါလို့ပဲခေါ်ပါတယ်ခုဒီဗီဒီယိုရဲ့အောက်မှာရေးပြီးထားပါတယ်ဖူရှိထာဝါလို့ခေါ်ပါတယ်နော်ဖူရှိထာဝါလေးစောကျင်တယ်ဆိုလည်းအစိုးရပါတယ်အဲ့တော့မှာပေါ့နော်ခုံတော့ခုံနေရပဲပေါ့နော်အဲ့ပြုတ်ကြရပေါ့နော်အဲ့လိုပြုတ်ကြရလေဆိုတော့စကားပြောနေလို့ပါစကားပြောနေပြုတ်ကြပါတယ်မြင်ရတယ်ပေါ့နော်အဲ့ကြောင့်မို့စကားမပြောတော့ပါဘူးစကားပြောရင်မြင်ရပြုတ်ကြပါတယ်ကျေးဇူးတင်ပါတယ်ခဏလေးပါနော်ခုပြန်ခေါ်ပေးမယ်ဗီဒီယိုရှေ့တော့မှဆိုလို့မြင်မြန်ခုံရတာပေါ့နော်ဗီဒီယိုမရှိလို့ရှိရင်ခုံပေးချင်ပါတယ်အကြာကြီးခုံပေးချင်တယ်ပေါ့နော်အဲ့တော့မေပြောချင်တဲ့အကြောင်းအရာကြီးကတော့အားလုံးပဲအားပေးကြပါအောင်လို့မင်းနာမည်ကတော့လီယာနာလို့ခေါ်ပါတယ်လီယာနာကိုအားပေးကြပါအောင်လို့ follow လုပ်ချင်တယ်ဆိုလို့ရှိရင်တော့လီယာနာ629ကို follow လာလုပ်ပြီးလို့ရပါတယ်နော်follow ဆိုတာအဲ့လို follow ပြောတာမဟုတ်ပါဘူးဘယ်လိုမျိုး follow လဲဆိုတော့ Roblox မှာ follow လာလုပ်လို့ရပါတယ်နော်ကိုလို့ချင်ရင် Roblox မှာလာလုပ်ပြီးလို့ရပါတယ်လီယာနာလို့ခေါ်ပါတယ်နာမည်လေးရပေါ့နော်စကင်ကတော့အခုမဝယ်ရသေးဘူးပေါ့နော်နောက်တော့မှရူဘတ်ထည့်ပြီးဝင်မယ်ပေါ့နော်အခုကတော့စကင်မဝယ်ရသေးပါဘူးစကင်လည်းမရှိသေးပါဘူးအဲ့တော့ပြက်တယ်ညံသွားရမယ်အဲ့တော့လီယာနာကိုပေါ့နော်ဘာတာခွန်စေခြင်းလဲဆိုတာဒီမှာမှန်ခဲ့လို့ရပါတယ်လီယာနာတွေး comment အကုန်လုံးပြန်ပေးမယ်နော်အခုတော့ဆိုရင်အားမပေးချရင်လည်းရပါတယ်အဲ့ဒါမဲ့အကုန်လုံးအားပေးရင်တော့ပို့ပြီးတော့အကုန်လုံးအားပေးရင်တော့အကုန်လုံးစင်တည်ပါရှင့်အဲ့တော့ခုံနေပါတယ်ခုံနေတာဒါလေးကလေတလားခွန်ရတာလေးတစ်မျိုးပဲဒီလားဖူရှိတာပါလို့မပြောရအောင်ဟဲ့ဒါလေး rainbow လေးလာလိုက်တာဟဲ့မင်းတို့တူစောကျင်တဲ့သူလေးတွေကမိကို follow လာလို့ရပါတယ်မိအကုန်လုံးကို follow လာလို့ပေးပါမယ်ဟုတ်အားပေးကြပါအောင်လို့အခုကမေကအစ်စ်ဆိုတော့ပေါ့နော်အားပေးကြပါအောင်လို့အားပေးမယ်ဆိုလို့ရှိရင်တနေ့တိုင်းဗီဒီယိုတင်ပေးပါမယ်